အဲ့ဒါကတော့အားလုံးစောင့်မျှော်နေတဲ့ချိုမုတ်အစံ50သာ EPP တွေဝင်ထားတာဖြစ်ပါတယ်တကယ်ကောကိုမဲအောင်ဈေးရုံသုံးစီလိုင်းတစ်သုံးလုံးမှာလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ဟုတ်ပါပြီကုန်တာတွေကတော့အရမ်းမြန်ပါတယ်EPP ချိုမုတ်နေပါအရန်ကိုအယောင်းဝယ်သွတ်တဲ့ပစ္စည်းတွေပါဒီပစ္စည်းတွေအဲကျွန်တော်ဒီမှာဟောတာကြိုပေးထားတဲ့နေရာတွေကိုလည်းကြိုပစ္စည်းရောက်တာနဲ့တန်းချပေးပါမယ်ဒီနေ့ဝင်တဲ့ EPP